ကောင်းတာနဲ့ကောင်းတာဆိုတာဒီမကောင်းတဲ့သဘောတွေဆိုတာမပယ်လှန်မှုမတွန်းလှန်မှုဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဘယ်တော့မှအကောင်းဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့အမြဲဆင်ခြင်သုံးသပ်ပြီးတော့ကိုယ့်ရဲ့အနေထားစိတ်နေသဘောထားတွေကိုဆင်ခြင်သုံးသပ်နေဖို့လိုအပ်တယ်ပေါ့ငါဟာဟိနာဓိမုတ်တိကအောက်တန်းကြတဲ့အတွေးတွေအောက်တန်းကြတဲ့စိတ်ဆန္ဒတွေရှိနေတာလားကလျာဏဓိမုတ်တကောင်းမြတ်တဲ့အတွေးတွေကောင်းမြတ်တဲ့ဆန္ဒတွေရှိနေတဲ့ပုဂ္ဂိုလ်လားလို့ဆိုတာကိုယ့်ကိုယ်ဆင်ခြင်သုံးသပ်ပြီးတော့ဖြေရှာရဆင်ခြင်သုံးသပ်လိုက်တာနဲ့အဖြေဆိုတာထွက်လာဟိနာဓိမုတ်တိကအောက်တန်းကြတဲ့စိတ်ဓာတ်တွေငါမှရှိနေတယ်ဆိုရင်ပြင်ရမယ်ပေါ့ဒီစိတ်ဓာတ်တွေကိုယ်တည်းမပြင်လို့ရှိရင်တိတဲ့ဘဝမှာမပြင်ရင်လူတွေဟာခေါက်ရိုးကျိုးသွားပြီးတန်တရားမှာဇယိုက်ဆိုးတွေနဲ့ပဲသွားတာဒါကသေးသေးချာချာစဉ်းစားကြည့်နော်လူဘဝမှာတရှူးရှူးတိုင်းတိုင်းနဲ့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တရားဟာကံမကောင်းအကြောင်းမလားလို့ခွေးဖြစ်ရင်လည်းခွေးဆိုးပဲဖြစ်တယ်ကြက်ဖြစ်ရင်လည်းဟိုခွတ်ဒီခုတ်ဟိုစိတ်ဒီစိတ်ကြက်ဆိုးပဲဖြစ်မယ်ငှက်ဖြစ်လို့ရှိရင်လည်းငှက်ဆိုးပဲနွားဖြစ်ရင်တောင်မှပဲဟိုနွားခွေဒီနွားခွေတရှူးရှူးလုပ်တဲ့နွားဆိုးဖြစ်တယ်နော်ဒီတဲ့ဆိုရင်တော့ကြားတို့အကောင်မလောင်တွေကြိုက်စားတဲ့ချင်းသေးတို့ဆိုတဲ့အကောင်မျိုးတွေသွားဖြစ်တယ်ဒေါသသမားတွေဟာအဲ့ဒီတိုင်းပဲအဲ့ဒီလမ်းကြောင်းပေါ်ရောက်သွားမပြင်းနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီလမ်းကြောင်းရောက်ဘဝမှာမပြင်းဘူးဆိုလို့ရှိရင်တလျှောက်လုံးဟာဒေါသသမားဖြစ်ပြီးနောက်ဆုံးကိုဒေါသကိုမထိန်နိုင်တဲ့အခါဒေါသနဲ့တည်ဆုံးသွားလို့ရှိရင်အင်တမဆင်းရဲတဲ့အပင်ငရဲကြာရောက်သွားနိုင်တယ်